ဟုတ်အကိုတို့မင်္ဂလာပါ ဟုတ်မင်္ဂလာပါဟုတ် မေးခွန်းလေးနည်းနည်းမေးချင်လို့ပါအဆင်ပြေမလား ဟုတ်ပြပါတယ်ဗျာ ဟုတ်ကဲ့အကိုတို့ဒီနေ့ရှင်မြန်ကစားတဲ့အခါမှာဒီပြိုင်ပွဲမတိုင်ခင်ကအကိုတို့အသင်းနေနဲ့နောက်ကွယ်မှာစူးစမ်းပြင်ဆင်တဲ့အရာတွေကိုနည်းငယ်လေးဝေမျှပေးပါဦး ကျူးစားပြင်ဆင်တာတော့ပုံမှန်ပါပဲကျွန်တော်တို့တစ်ပတ်မှာ2ရက်3ရက်ကတော့ဟော training ပေါ့ဗျာတခြားတင်းနဲ့အပြော်တဘောနဲ့တော့ training တဘောနဲ့အဲ့လိုပဲပြင်ဆင်ထားပါတယ်နော် ဒီလိုပဲဒီပွဲဖြစ်မှမဟုတ်ပါဘူးကျွန်တော်အများနဲ့အပတ်စဉ်ပေါ့နော်ကျွန်တော်တို့3ရက်မှဒီတိုင်းပဲလွတ်တန်းပုံစံပေါ့နော် brand cap နဲ့ training ပုံစံနဲ့ထားတယ်ဒီလိုပြိုင်ပွဲတွေရှိရင်ကျွန်တော်တို့အသင်းနေနဲ့ဟိုပါဝင်ပူးပေါင်းပြီးတော့အားဖြည့်ပေးရပါတော့နော်အားမျိုးလေးပါဟုတ် ဟုတ်ကဲ့အကိုတို့ဒီနေ့ရှင်မြန်ကစားသွားတဲ့အခါမှာရောအကိုတို့အသင်းနေနဲ့အခက်ခဲရှိလားအကယ်ရှိခဲ့မယ်ဆိုရင်အဲ့ဒီရဲ့အခက်ခဲကဘာများဖြစ်နေမလဲပေါ့နော် အခက်အခဲကရှိတယ်လေကျွန်တော်တို့ကဒီမနေ့ပိုင်းကိုတိတ်မကန်တော့ညနေပိုင်းပဲကန်တာများမနေ့ပိုင်းဆိုကစားသမားတွေကဖိမဖြစ်ဘူးပေါ့နော်ဖိမဖြစ်ဘူးကြတော့နေ့နေ့ကြာတာကိုရန်ချော့အဲ့လိုပေါ့အဲအကြောင်းပေါ့ ခက်ခဲရတော့ဘယ်လိုလဲဆိုရင်ကိုတို့ဒီရဲ့ family တင်းကြတော့လူကြီးနည်းနည်းများတာပေါ့လူကြီးများတဲ့အတွက်ကြောင့်လူငယ်တင်းနေနဲ့တွေ့တဲ့အချိန်ကြတော့နည်းနည်းဝိဖြစ်သွားတာပေါ့နော်ဝိဖြစ်သွားတယ်အဲ့ဒါဟာလေးတွေမြင်ပြီးတာပေါ့အဲ့ဒါမျိုးဟုတ် ဟုတ်ပါကိုတို့ဒီနေ့ရှင်မြန်ကစားတဲ့ခါမှာလည်းအကောင်းဆုံးစူးစမ်းရမြင်ရတယ်ပေါ့နော်နောက်ထပ်ပြိုင်ပွဲတွေမှာလည်းတဖြည်းနဲ့အချိန်တက်လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီရဲ့ပွဲစဉ်အတွက်ရောအကိုတို့အနေနဲ့ဆိုင်ရာအခဏဆိုင်ရာမှာကိုတို့ဘယ်လိုမျိုးစားအားထုတ်သွားမလဲဒီရဲ့ပွဲပေါ်မှာလည်းပြပေးပါဦး ဒီရဲ့ပွဲမှာတော့ကျွန်တော်တို့အနေနဲ့အများကြီးပြင်ဆင်ရမှာပေါ့နော်တကယ်ဒီအခုတပွဲအတွေ့အကြုံတွေပေါ့နော်သင်ခန်းစာတွေယူမယ်ပြီးလို့ရှိရင်အတင်းမှာဟိုလိုအပ်တဲ့အပိုင်းတွေပေါ့ဥပမာအလဲတန်းလိုရလားအရှေ့တန်းလိုရလားဒါမှမဟုတ်လို့ရှိရင်တောင်ပန်လိုရလားအဲ့ဒါမျိုးလိုအပ်တဲ့ player တွေကိုပြန်ပြီးတော့အားဖြည့်သွားမယ်ပေါ့ဟုတ်ကဲ့ဗျ ဟုတ်နောက်ပွဲကြတော့လဲဒီအမဲပေါ့တစ်ဆင့်ချင်းပဲသွားမှာပေါ့နော်အဲနောက်ပွဲတွေပဲအဓိကအာယုံစိုက်မှပြန်ကန်မှာပေါ့ကစားသမားတွေလည်းအားလုံးကြိုးစားမှပြန်စွတ်စီးနဲ့ပြန်ထွေးရမှာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ ဒီနေ့ဖေရှားပေးတဲ့ကြောင့်ကျေးဇူးများတင်ပါတယ် ဟုတ်ကဲ့ကျေးဇူးပါဗျ ကျေးဇူးတင်ပါတယ်